ကောင်လေးကကားပြန်ပွဲကိုခဏလေးပဲကြည့်လိုက်တယ်ကားကရမ်းမြက်နေပြီးအင်ဂျင်ဝင်ပြီးနေတာကိုသူတွေ့လိုက်ရတယ်ထိတ်ဆုံး3ယောက်ထဲဝင်ချင်းရင်ကားကိုရှော့မောင်းဖို့သူ driver ကိုပြောပြတယ်ဒါပေမဲ့ driver ကခလေးစကားကိုတလုံးမှမယုံဘူးအရှင်တင်ဖို့ပဲစံနေခဲ့တယ်နောက်တစ်စက္ကန့်ကြာမှာတော့ driver ကပြိုင်ပွဲရှုံးသွားပြီးကားကလည်းပျက်စီးသွားလို့ပြင်ဆင်ဖို့လိုအပ်နေခဲ့တယ်ဒါပေမဲ့နောက်ထပ်ပြိုင်ပွဲချက်ချင်းဆက်တော့မှဘာလို့ရမှမသိပဲအကုန်လုံးကြောင်နေကြတယ်ကောင်လေးကပြိုင်ကားပေါ်ကိုတူးလက်ကလေးကိုဖြည်းဖြည်းလေးတင်လိုက်တယ်ကားရဲ့စနစ်တစ်ခုလုံးသူ့ခေါင်းထဲကိုချက်ချင်းရောက်လာတယ်စက္ကန့်တိုင်းအတွင်းမှာပဲချိုးယွင်းချက်ကိုသူရှာတွေ့လိုက်တယ်ပြီးတော့10မိနစ်အတွင်းမှာပြင်းပြင်းနေတဲ့သူကအေးအေးဆေးဆေးပြောတယ်ဒီကောင်လေးကတကယ်တော့ပြန်လေမွေးခွာလာတဲ့ထိတ်တန်းပြိုင်ကားမောင်တူမှာသူ့ပြိုင်ဘက်ရဲ့မနာလိုမှုကြောင့်ကားမတော်တဆမှုဖြစ်ခဲ့ရတာဘုရားသခင်ကသူ့ကိုတနာခဲ့တာလည်းဖြစ်နိုင်တယ်အသက်10နှစ်အရွယ်ကောင်လေးအဖြစ်ပြန်လည်မွေးခွာလာခဲ့တာပေါ့9မိနစ်ပဲပြည့်ခင်မှာပဲကောင်လေးကကားအောက်ကနေတွားထွက်လာတယ်ပြန်ကားကပြင်ပြီးတွားယုံမကအင်ဂျင်ကိုပါအဆင့်မြင့်ထားတယ်လို့သူပြောတယ်ဒါပေမဲ့သူ့ဘေးကဆက်ပြင်စရာကတော့လုံးဝမယုံဘူးကောင်လေးကလာနောက်နေတယ်လို့သူထင်နေတယ်ဒါပေမဲ့ပြိုင်ပွဲကတော့ဆက်တော့မှမင်းကလေးမှလည်းကောင်လေးကိုမယုံလို့မရတော့ဘူးသူမကောင်လေးကိုပြိုင်ခွင့်စီခေါ်သွားတယ်ဒါပေမဲ့ပြင်ဆင်ထားတဲ့ပြိုင်ကားကအရင်ထိခိုက်လွယ်လို့မင်းကလေးအတွက်မောင်းနေဟာတာခက်ခဲစေတယ်ပြိုင်ပွဲဆက်ပြီးမကြခင်မှာလည်းသူတို့တပတ်ကြီးပတ်ကြံခဲ့တယ်မင်းကလေးစိတ်လှရှားသွားတယ်ဒါပေမဲ့ကောင်လေးကတော့တီးတီးငိမ့်ငိမ့်ပဲရှိနေခဲ့တယ်သူညွန်ကြားချက်အတိုင်းလိုက်နာဖို့မင်းကလေးကိုသူပြောတယ်ပြီးတော့သူတို့နှစ်ယောက်သားပြီးပြည့်စုံတဲ့ drift ကိုအတူတူဆွဲပြောလိုက်ကြတယ်ပရိသတ်တွေအန်တော်သွားကြတယ်ဒါပေမဲ့လူငယ်သခင်လေးကတော့လှောင်ပြောလိုက်တယ်သူ့အခွဲက driver ကတော့စက္ကန့်90တောင်အရင်ရောက်နေပြီလူငယ်သခင်လေးကသူ့အခွဲအနိုင်ရမှတေးချတယ်လို့ထင်နေတယ်ဒါပေမဲ့ကောင်လေးကပြီးပြည့်စုံတဲ့ drift ထုံးခုကိုစက်တိုက်ဆွဲပြလိုက်တယ်လူငယ်သခင်လေးစပြီးစိတ်ပူလာတယ်ကောင်လေးရဲ့ပြန်ကားကိုပိတ်ဆို့ဖို့သူအမိပြလိုက်တယ်အဲ့ဒီအချိန်မှာမင်းကလေးကကားကိုလမ်းဘေးကိုဆွဲထုတ်လိုက်တယ်သူမလက်လျှို့လိုက်ပြီးလို့အကုန်လုံးထင်ကြတယ်မထင်မှတ်ပဲကောင်လေးကကားကိုကိုယ်တိုင်မောင်းတော့မှအဲ့ဒီအချိန်မှာသူတို့3မိနစ်တောင်နောက်ကျနေပြီမင်းကလေးကပို့ပြီးတော့စိုးရိမ်ပူပန်လာတယ်ဒါပေမဲ့ကောင်လေးကကားစီးပြီးသူစီကြော်တက်နေတာကိုသူမှကြည့်နေခဲ့တယ်ဒုတိယနေရာကိုတောင်ရောက်လာခဲ့ပြီးခေါင်းဆောင်ထက်စက္ကန့်30ပဲနောက်ကျတော့တယ်လူငယ်သခင်လေးအန်တော်တုံလို့သွားတယ်သူ့ driver ကိုရှိန်တင်သူအမိန်ပေးလိုက်တယ်ဒါပေမဲ့ driver ကယုံကြည်မှုအကင့်အညက်ပြန်ဖြစ်တယ်ဘသူမှနောက်ဆုံးအကွေ့မှာသူ့ကိုကြော်တက်နိုင်မှမဟုတ်ဘူးတဲ့ကောင်လေးရဲ့ပြိုင်ကားမှာကွင်းထဲမရောက်ခင်ကတည်းကပြဿနာသေးသေးလေးတစ်ခုရှိနေခဲ့တာမင်းကလေးကကောင်လေးကို break အုပ်ဖို့စက်တိုက်တွင်းနေခဲ့တယ်ဒါပေမဲ့ကောင်လေးကနောက်ဆုံးအကွေ့မှာကြော်တက်တော့မယ်လို့ပြောတယ်အဲ့လိုပြောပြီးသားနဲ့သူကစတင်လှုပ်ရှားလိုက်တယ်ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးပါပြီကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်